နေရန်ကိုအချိန်နဲ့ဖောက်ပြီးကြာလာတဲ့ရှောင်းရံတယောက်ရေချိုးခန်းထဲမှာမိန်းကလေးတယောက်နဲ့မထင်မှတ်ပဲပတ်ပင်းတိုးသွားပါတယ်ရှောင်းရံတယောက်ဘာလို့ရမှန်းမသိကြောင်အံ့ဖြစ်နေတော့မှာပဲအိမ်ရှင်ကောင်လေးကရုတ်တရက်ရောက်လာပြီးသူ့မိန်းမကိုစော်ကားတယ်ဆိုတဲ့အထင်လွဲမှုနဲ့ရှောင်းရံကိုဒေါသတကြီးတိုက်ခိုက်ပါတော့တယ်အဖြူရောင်ဝတ်စုံနဲ့အေးဆက်တည်ငြိမ်လုံးနဲ့သူဟာတခြားသူမဟုတ်ပါဘူးနာမည်ကျော်ဝမ်လင်းပဲဖြစ်ပါတယ်ဝမ်လင်းကသူ့ရဲ့ကြောက်မက်ဖွယ်တက်ဖြတ်ခြင်းစွမ်းရည်တွေကိုထုတ်ဖော်ပြီးအဆက်မပြတ်တိုက်ခိုက်ပါတော့တယ်ရှောင်းရံကဒါဟာမတော်တဆရောက်လာခဲ့တာပါလို့အသေးအတန်ရှင်းပြပေးမယ်လေဒေါသထွက်နေတဲ့ဝမ်လင်းကိုဘလို့မှရှင်းပြလို့မရခဲ့ပါဘူးရှောင်းရံတယောက်စိတ်ထဲကနေလေငါတော့ဒုက္ခလာလာတွေ့ပြီးဒီကောင်ကငါရှင်းပြတာကိုလည်းနားမထောင်ပါလားဆိုပြီးညှိတွားနေရပါတယ်ရှောင်းရံကလည်းတစ်ဖက်လူကိုထိခိုက်မှဆိုတာကြောင့်မတိုက်ခိုက်ပဲအခုခံယုံတာလုပ်ပြီးအတက်နိုင်ဆုံးရှောင်းတိန်နေခဲ့ပါတယ်ဝမ်လင်းကတော့ပညာတူးသူတယောက်ပြီးလင်မြန်လုံးနဲ့အကွက်တွေနဲ့ဖိအားပေးတိုက်ခိုက်နေတာပါရှောင်းရံလည်းနောက်ဆုံးမှအာမခံပဲသူ့ရဲ့လျှက်စီးစွမ်းတွေကိုတုံးပြီးပြန်လဲခုခံပေမဲ့အင်ရှင်ကောင်လေးရဲ့ရင်ရန်စွမ်းအင်ဆက်ဝိုင်းကြားမှာအကျက်ရိုက်ပြီးပိတ်မိသွားခဲ့ပါတယ်အဖြူနဲ့အမဲရင်နဲ့ရန်စွမ်းအင်တွေဟာရှောင်းရံကိုလှုပ်ရှားလို့မရအောင်အကျက်တွေ့စေခဲ့ပါတယ်ရှောင်းရံကတော့ဒီစွမ်းအင်တွေကတကယ်ကိုထူးဆန်းလွန်းတယ်ငါဘလို့မှရုံထွက်လို့မရဘူးလားဆိုပြီးအံ့ဩနေမိပါတယ်ဒီအချိန်ဒီမှာတင်ဝမ်လင်းကသူ့ရဲ့အစွမ်းထက်ဆုံးဖြစ်တဲ့အတွေးပုံကိုပါထုတ်သုံးလိုက်ပါပြီရှောင်းရံတယောက်ဝမ်လင်းရဲ့အတွေးပုံတွေကနေဘလို့အကြံနဲ့လွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကတော့တကယ်ကိုရင်ခုန်စရာပါပဲရှောင်းရံရဲ့အသက်အန္တရာယ်ကရောဘလို့ရှိနိုင်မလဲအပိုင်း3မှာဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ပေးပါဦးအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ recap လေးတွေဆက်ကြည့်ဖို့ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားဖို့မမေ့နဲ့ဦး